Okay ဒါဆိုရင်ဒီနေ့က chapter 1 whole numbers and operations အောင်မယ်ဒါဆိုရင်ခေါင်းစဉ်မှာရှိတဲ့ whole numbers ကဘာလဲ operation ကဘာလဲဆိုတာအရင်ဆုံးသိအောင်လုပ်မယ် Okay so စရအောင် whole number အကြောင်းမပြောခင် natural number နဲ့အရင်ပြောအောင်တစ်စင်ပြီးတစ်စင်အဲ့ဒါဆိုရင် natural number ဆိုတာဘာလဲ natural number ဆိုတာကမြန်မာလိုမျိုးတဘာဝကိန်းကိုပြောတာတဘာဝကိန်းဆိုရင်လွယ်လွယ်လေးပြောရမယ်ဆိုရင်လူတွေကတဘာဝအတိုင်းပစ္စည်းတစ်ခုရည်တွက်မယ်ဆိုရင်တဘာဝကြကြလေးရည်တွက်မယ်ဆိုလို့ရှိရင်ဘယ်တော့မှတုံညမစားဘူးလေမော်ဒီတစ်လုံးနှလုံးပန်းဒီတစ်လုံးနှလုံးရဲတိတာတစ်ခုအဲ့လိုမျိုးပဲပြောကြတယ်အကုန်လုံးကတစ်ကပဲစားတာအဲ့ဒါကြောင့်တဘာဝကိန်းတွေစမယ်ဆိုလို့ရှိရင်အများရန်တစ်ကပဲစားတယ်1 2 3 4 5 and so on okay ဒါဆိုရင် natural number တဲ့တစ်ဆင့်မြင့်သွားပြီ whole number ကိုနောက်တစ်ခုဘယ်လိုခေါ်လို့ရတော့ absolute number လို့ခေါ်လို့ရတယ်ဒါကြောင့်အပြည့်ကိန်းဆိုတဲ့သဘောမျိုး okay အဲ့ဒါဆိုရင်ဒါတွေကဘယ်ကစလဲဆိုတော့ natural number တဲ့တစ်ဆင့်မြင့်ပြီ0ကစမယ်0 1 2 3 4 5 and so on natural number 1ကစမယ် whole number တစ်ဆင့်မြင့်သွားပြီ0ကစမယ် okay whole number တဲ့တစ်ဆင့်မြင့်သွားပြီနောက်တစ်ခု integer မှာကြတော့သူကအပေါင်းကိန်းတွေအနှုတ်ကိန်းတွေပါလာပြီအဲ့ဒါဆိုရင်အနှုတ်ကိန်းတွေရေးမယ်အနှုတ်ကိန်း dot ပြီးရင် -3 -2 -1 ဒီမှာအနှုတ်ကိန်းတွေပါတယ်เนาะ dot ပြီးရင် -3 -2 -1 ပြီးရင်အပေါင်းလည်းမဟုတ်ဘူးအနှုတ်လည်းမဟုတ်တဲ့ကိန်းတွေ0ပြီးရင်အပေါင်းကိန်း1 2 3 4 5 and so on okay ဒါဆိုရင် integer မှာဘာကွဲသွားလဲဆိုတော့ပုံမှန်ကတော့လူတွေခွဲလို့ရှိရင်အပေါင်းကိန်းပြည့်နဲ့အနှုတ်ကိန်းပြည့်ပဲခွဲရဒါပေမဲ့ဒီမှာကျတော့3ခုခွဲလိုက်မှာဒီဟာကဘာလဲဆိုတော့ negative integer ပြီးရင် positive integer negative integer နဲ့ positive integer ကကြတော့လူအများစုခွဲကြပါတော့နှစ်မျိုးဆိုပြီဒါပေမဲ့ဒီမှာတော့တစ်ခုထပ်ခွဲချင်တယ် neutral number သူကကြတော့အနှုတ်ကိန်းပြည့်လည်းမဟုတ်ဘူးအပေါင်းကိန်းပြည့်လည်းမဟုတ်ဘူးဘာလို့ရည်ညွှန်းလဲဆိုတော့0ရည်ညွှန်းတာ negative integer ကတော့အားလုံးသိကြတဲ့အတိုင်းပဲအနှုတ်ကိန်းပြည့်တွေ-3 -2 -1 တိပြီး positive integer ဘယ်ကစမလဲ1ကစမယ်1 2 3 4 5 and so on ဒီမှာတစ်ဆင့်ပြီးတစ်ဆင့်မြင့်သွားတယ် natural number 1ကစားတယ် whole number 0ကစားတယ် integer ဆိုဘာတွေပါသွားပြီလဲကိန်းပြည့်မှာအနှုတ်ကိန်းပြည့်အပေါင်းကိန်းပြည့်ပါသွားပြီဒီ3ခုမှာဘာမပါဘူးလဲဆိုတော့ decimal မပါဘူး decimal မပါသေးဘူးအခုပြောရင်းနဲ့တခြားလုံးမှာဘာမပါသေးဘူးလဲ fraction မပါသေးဘူးအပိုင်းကိန်းတွေမပါသေးဘူး okay ဒါဆိုရင်ဒီ3ခုမှမပါသေးဘူး okay နောက်တစ်ခုစမယ် rational number ဒီမှာဒသမကိန်းတွေပါလာမယ်ပြီးရင်အပိုင်းကိန်းတွေပါလာမယ် rational numbers ဒါကအစင်လိုက်ပြောနေတဲ့အတွက် rational မှာ integer တွေအကုန်ပါမယ် okay integer တွေအကုန်ပါမယ် integers အကုန်ပါမယ်သူကဘာလဲဆိုတော့dot -3 -2 -1 0 1 2 3 4 5 dot အကုန်ပါမယ် minus ပါမယ်ဒါအနှုတ်လည်းမဟုတ်ပေါင်းလည်းမဟုတ်တဲ့ဟာပါမယ်ပြီးရင်ပေါင်းကိန်းပြီးပါမယ်အဲ့ဆိုနောက်တစ်ခုကဘာပါသေးလဲဆိုတော့သူ့မှာdecimal ပါမယ်ဒီမှာ decimal ပါပြီ decimal ဒသမကိန်းကိုပြောမယ်ဆိုလို့ရှိရင် 1.5 ဒါဒသမကိန်းပဲ 1.5 ပါမယ်ပြီးရင် -2.5 ဒါလည်းပါတာပဲပေါင်းလည်းပါတယ်အနှုတ်လည်းပါတယ်ဒါဆိုရင်
နောက်တစ်ခုကဘာပြောရမလဲဆိုတော့အဆုံးရှိရဲ့တသမကိန်း rational ထဲမှာအဆုံးရှိရဲ့တသမကိန်းနေပါတယ်အဆုံးရှိတသမကိန်းဆုံးရှိတသမကိန်းဆိုတာက 0.567 အဆုံးရှိလားရှိရလေ7မှာဆုံးသွားပြီတွေ့လားပြီးရင်နောက်တစ်ခုက 2.675 2 okay ဒါလည်းအဆုံးရှိရပဲ2မှာဆုံးသွားပြီလေပြီးရင် -3 4 5 7 8 9 ဒါလည်းအဆုံးရှိရ9မှာဆုံးသွားပြီအဲ့ဒါကြီးကအဆုံးရှိတသမကိန်း decimal မှာအဆုံးရှိတသမကိန်းပါမယ်ဒါက rational ထဲမှာပါတာဒါအဆုံးရှိတသမကိန်းပြီးရင်နောက်တစ်ခုကပါလဲအဆုံးမရှိရဟာအဆုံးမရှိဘူးဒါပေမဲ့ဘာဖြစ်လဲပြန်ထပ်တယ်တသမကိန်းဒါဆိုရင်အဆုံးမရှိဘူးပြန်ထက်တဲ့တသမကိန်းဆိုတာ1.567565တော့အဲ့ဆိုကြည့်အောင်ဒီမှာ 1.567567 ဆိုတော့ဆိုတော့အနောက်မှာဘာပဲထပ်မှာ567အဆုံးမရှိဘူးဒါမဲ့ဘာဖြစ်လဲပြန်ထပ်တယ်567ပြန်ထပ်တယ်အဲ့ဒါကြတော့ rational တဲ့ကိုဝင်ပါအောင်ပြီးရင်နောက်တစ်ခုဥမာပေးရမယ်ဆိုရင် -6.987 တော့ဒါကဘာတော့အဆုံးမရှိဘူးဒါမဲ့ပြန်ထပ်တယ်967ဒသမအနောက်မှာပြန်ထပ်တယ်အဲ့ဒါကြောင့် तू က rational တဲ့ကိုဝင်ပါအောင် okay ဒါဆိုရင် decimal ပါပြီးပါပြီ integer ပါပြီးပါဒါဆိုနံပါတ်3 သူကဘာတိုးလာပြီလဲ fraction ပါပြီအပိုင်းကိန်းနေပါပြီ fraction အပိုင်းကိန်း 1.2 4.2 ဒါတွေပါပြီပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့သူကလည်းအပိုင်းကိန်းပဲဒါမဲ့အဆုံးရှိရဲ့အပိုင်းကိန်းအဆုံးရှိရဲ့အပိုင်းကိန်းတနည်းအားဖြင့်ဘာပြောမလဲဆိုရင်100/2 အဲ့ဒါခြေလိုက်လို့ရှိရင်50ရတယ်50အဆုံးရှိရမဟုတ်ဘူးလားပြီးရင်နောက်တစ်ခု5.5/5 အဲ့ဒါကို9နဲ့9တသမ5ကိုခြေလိုက်လို့ရှိရင် 1.1 ရတယ် 1.1အဆုံးရှိရမဟုတ်ဘူးလားပြီးရင်အနှုတ်ကိန်းဥပမာပေးရမယ်ဆိုရင် -99/3 ဒါကိုခြေလိုက်လို့ရှိရင် -33 ရတယ် -33 ရလည်းဆုံးရှိရပဲမဟုတ်လားအဲ့ဒါကြောင့်သူက rational ထဲမှာဝင်ပါတယ် okay ပြီးရင် fraction နဲ့ decimal ကနည်းနည်းဆက်ဆက်နေရဆိုတာကဒီမှာရိုးရိုး decimal fraction တွေ rational ထဲမှာပါတယ်အဆုံးရှိရဲ့တသမကိန်းအဆုံးရှိရဲ့အပိုင်းကိန်းတွေ rational ထဲမှာပါတယ်ဒီလိုပဲနောက်တစ်ခုအဆုံးမရှိဘူးဒါမဲ့ပြန်ထက်တဲ့အပိုင်းကိန်းတွေအဲ့အမျိုးတွေပါတယ် 4/3 ကိုစားကြည့်လိုက် 1.3333 3ရေစတိုက်ဖြစ်နေမှာဒါအဆုံးမရှိဘူးဒါမဲ့ပြန်တော့ထက်တယ်အဲ့ဒါကြောင့် rational ထဲမှာဝင်ပါအောင်ပြီးရင်နောက်တစ်ခုက-7/9 ဆိုရင်သူက -0.77 77ပဲထပ်နေမှာအဲ့ဒါကြောင့်သူကအဆုံးမရှိဘူးဒါမဲ့7ပဲပြန်ထပ်တယ်အဲ့ဒါကြောင့် rational ထဲမှာဝင်ပါအောင်နောက်တစ်ခုဥမာပေးရမယ်ဆိုရင်-5/6
minus 5 by 6ဆိုရင် minus သူကအဖြေ minus 0.8333 dot 3 ဘက်ထပ်ထပ်နေရအဆုံးမရှိဘူးဒါပေမဲ့3ဘက်ထပ်နေရအဲ့ဒါကြောင့်သူက rational ထဲမှာဝင်ပါတယ် okay ဒါကအဆုံးရှိရဲ့အပိုင်းကိန်းခွဲပေးထားမယ် okay ဒါက rational ကိစ္စပြန်ပြောရမယ်ဆိုလို့ရှိရင် natural number 1ကစားရယ် whole number က0ကစားပါတယ် integer ဆိုရင်အကိန်းပြည့်ပါလာမယ်အနှုတ်ကိန်းပြည့်အပေါင်းကိန်းပြည့်ပြီးတော့ဒီ0ပါလာမယ် rational number ဆိုရင်သူကပို့ဆုံးသွားပြီ integer ပါမယ်အနှုတ်ကိန်းပြည့်အပေါင်းကိန်းပြည့်0ပါမယ်ပြီးရင် decimal မှာမှရိုး decimal ပါမယ်အဆုံးရှိတဲ့ဒသမကိန်းတွေပါမယ်အဆုံးမရှိဘူးဒါပေမဲ့ပြန်ထပ်တဲ့ဒသမကိန်းတွေပါမယ် okay fraction မှာလည်းအဲ့လိုပဲရိုး fraction တွေပါမယ်အဆုံးရှိရဲ့အပိုင်းကိန်းတွေပါမယ်အဆုံးမရှိဘူးဒါပေမဲ့ပြန်ထပ်တဲ့ဟာတွေပါမယ်ဒါဆိုရင်မေးစရာရှိတာကအဆုံးမရှိဘူးဒါပေမဲ့ပြန်လဲမထပ်တဲ့ဟာတွေကဘယ်တွေကိုပါမလဲဆိုတော့ irrational number ထဲမှာပါပါမယ် irrational numbers ထဲမှာပါမယ်အဲ့ဒါဆိုရင် irrational numbers ထဲမှာဘာတွေပါမလဲဒီနောက်ပိုင်းနေမှာသင်ရမယ် e ဆိုရဲသုံးနှုန်းလေးပြီးရင်ပိုင်းစဝိုင်းခန်းနေမှာအများကြီးတွေ့ရတဲ့ပိုင်းဒါတွေပါမယ်ပြီးရင်အဆုံးမရှိဘူးပြန်လဲမထက်တဲ့ဒသမကိန်းလေးမထက်တဲ့ဒသမကိန်းလေးဥမာအားဖြင့်ဘာတွေပြောရမလဲဆိုလို့ရှိရင်2.3458976 dot ပြန်လည်းမထက်ဘူးအဆုံးလည်းမတက်ဘူးအဲ့လိုမျိုးပြီးတော့ -1.1.3645 dot အဆုံးလည်းမရှိဘူးပြန်လည်းမထက်ဘူးအဲ့လိုမျိုးပဲပြီးရင်နောက်တစ်ခုကကြတော့မှတ်ထားရမှာပါလဲဆိုတော့ root 2 ပါမယ်ပြီးရင် root 3 ပါမယ်ပြီးရင် root 5 ပါမယ် okay ဒါက e တခုချင်းစီရှင်းပြရမယ်ဆို e ဆိုတာကနောက်ပိုင်းနေမှာသုံးရမှာပေါ့နော်ဒီမှာတော့မသုံးရသေးဘူးဒါပေမဲ့ကြိုသိရအောင်ပေါ့ 2.718281824 dot တွေ့လားအဆုံးလည်းမရှိဘူးပြန်လည်းမထပ်ပြန်အောင် okay ပြီးရင်ပိုင်ကကြတော့ဒီစဝိုင်းခန်းတွေမှာအများကြီးတွေ့နေကြသူ့ရဲ့အစစ်က 3.141592653 dot အဆုံးလည်းမတက်ဘူးပြန်လည်းမထပ်ပြန်အောင်ပြီးရင် root 2ဒါကတော့ knowledge အရာ share လိုက်တာပေါ့နော်အလို့တော့ကြက်စရာမလို root 2ဆိုရင် 1.41421356 dot အဆုံးလည်းမရှိဘူးပြန်လည်းမထပ်ပြန်အောင်အဲ့လိုမျိုးပြီးရင် root 3ရောအဲ့လိုပဲအဆုံးလည်းမရှိဘူးပြန်လည်းမထပ်ဘူး root 3ရောပဲ 1.7320508007 dot root 5လည်းအဲ့တိုင်းပဲပြန်မထပ်ဘူးသူက 2.2360679777 dot ပြန်မထပ်ဘူးဒါဆိုရင်ကဲနောက်ဆုံးတစ်ခုပြောစရာရှိတာက real number ဆိုတာဘာလဲအကုန်လုံးလဲရင်းနှီးမယ်လို့ထင်တဲ့တချို့ပု္ပ္ပစာတွေမှာဆိုလို့ရှိရင် a က real number ထဲမှာပါတယ်ဆိုပြီးရေးနေကြဒါဆို real number ပါတော့ real number က rational နဲ့ irrational နဲ့ပေါင်းလိုက်တာကို real number လို့ခေါ်တယ် real number အတူကောက်ဆိုရင်တော့အားလို့ရေးတာပေါ့ okay ဒါကိုရှင်းမယ်လို့ထင်တယ်နော် okay ဒါဆိုနောက်တစ်ခုသွားရအောင်ဒါရီတော့ဖြတ်လိုက်တော့မယ်
okay ဒါဆိုရင်နောက်ထပ်ခေါင်းစဉ်တစ်ခုကိုတွားကြမယ်ဒါကိုရှင်းမယ်လို့ထင်ပါတယ်နောက်တစ်ခု whole numbers အကြောင်းရှင်းပြီးသွားပြီဆိုတော့ operation အကြောင်းကိုတွားမယ် operation ဆိုတာဘာလဲ operation ဆိုတာကအပေါင်းအနှုတ်အမြောက်စားကိုပြောတာဒီမှာကတော့လက္ခဏာရေးပေးထားတာပေါင်းတယ်ဆိုလို့ရှိရင် plus နှုတ်တယ်ဆိုရင်တော့ minus ဒါကတော့ရှင်းပါတယ်အမြောက်ဆိုရင်အားလုံးသိတဲ့အတိုင်းပဲ3အမြောက်လက္ခဏာနဲ့ဒီလိုမျိုးရေးလို့ရတယ်ဒါမှမဟုတ်လည်း 3.4 အဲ့လိုမျိုးရေးလို့ရတယ်စားရယ်ဆိုလို့ရှိရင်8 divided by 4အဲ့လိုရေးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်း8 by 4ရေးလို့ရတယ်အဲ့ဒါကိုပြောပြထားတာ okay ဒီဟာကလက္ခဏာနှစ်ခုတူရဲဟာဒါအနှုတ်ဒါအပေါင်း okay အဲ့ဒါဆိုရင် addition ကိုတွားရအောင်အပေါင်းကိုတွားမယ်ဒီအပေါင်းကကြတော့ဒါတွေကတော့ဘယ်လိုပြောရမလဲ132နဲ့26ကိုပေါင်းလိုက်တာလက္ခဏာမြင်နေအောင်ပေါင်းလိုက်လို့ရတယ်ဒါပေမဲ့ဒီထက်ပိုရှုပ်တဲ့ကိစ္စတွေပါလာမယ် word problem တွေပါလာမယ်ဒီလိုမျိုးမပေးထားဘဲနဲ့အင်္ဂလိပ်လို sentence တွေရေးပြီးတော့မေးတဲ့ကိုယ့်ဘာကိုအဖြေရှာတဲ့ဟာတွေပါလာမယ်အဲ့ချိန်ကြလို့ရှိရင်ဘာ key point တွေတွေးလို့ရှိရင်ပေါင်းရမလဲဘာ key point တွေတွေးနှုတ်ရမလဲဆိုတာပြောပြမယ်တခါလေးလိုက်မှတ်ထားမယ်ဒီ key point တွေက90% ကျော်ထိမှန်တယ်ဆိုတော့ဒီ key point တွေကိုတွေးပြီးဆိုလို့ရှိရင်ပေါင်းရမယ်ဆိုတာချက်ချင်းသိရမယ်နှုတ်ရမယ်ဆိုတာချက်ချင်းသိရမယ် okay so let's start addition နဲ့တူတဲ့ key point တွေကဘာတွေလဲဆိုတော့ increase 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 okay နောက်တစ်ခုက increase by INCREASED increase by ပြီးတော့ more than နောက်တစ်ခုက sum SUM ပြီးရင် all together ပြီးရင် all နောက်တစ်ခုက in all ပြီးရင် together ပြီးရင် total နောက်တစ်ခုက total number ပြီးရင် add okay ဒီ key point တွေပါလို့ရှိရင်ပေါင်းရမယ်ဆိုတာချင်းသိရမယ်ဒီထက်ခက်တဲ့ word problem တွေပါလာမယ်အဲ့ချိန်ကြလို့ရှိရင်ဒီ key point တွေကိုအလို့ရထားတာကအချိန်ကိုလည်းပို့ပြီးတော့ time effective ဖြစ်တယ်ပြီးတော့ပို့ပြီးတော့လည်းအဖြေမမြန်ရစေရဒါတွေကိုတော့အလုပ်ကျက်ထားတဲ့ねဒါဆိုရင်ဆက်သွားမှာက example အဲ့ဆို example တွေ့ရအောင် example ကတော့လွယ်ပါတယ် example ကိုတူတူတွက်ရမယ်ပြီးရင် exercise တွေပါလာလို့ရှိရင်ဒီနောက်မှာ exercise တွေရှိရဒီနောက်မှာexercise တွေရှိရဒါတွေကိုကြတော့ကိုယ့်ဘာကိုတွက်ပြီးလို့ရှိရင် video pause လုပ်ပြီးတော့ကိုယ့်ဘာကိုတွက်ပေါ့နော်ကိုယ့်ဘာကိုတွက်ပြီးရင်အဖြေတိုင်းမှာ okay example ကတော့တူတူတွက်ကြတာပေါ့ okay ဒါဆိုရင်1နဲ့26နဲ့ပေါင်းမယ်6နဲ့2နဲ့ပေါင်းရင်8ဒါက3ဒါက1ဒါဆိုရင်ဒီဟာရဲ့အဖြေက138 okay ပြီးရင်နောက်တစ်ခုသွားမယ်56ရယ်17ရယ်2ရယ်ဒီလိုမျိုးလွယ်တဲ့ပုံစံတွေဆိုလို့ရှိရင် part 1မှာပါတတ်တယ် part 1မှာပါပြီးတော့ calculator သုံးလို့မရအောင်အဲ့လိုမျိုးတော့ရှိရပါပေါ့အဲ့ဒါကြောင့်လွယ်တယ်ဒါပေမဲ့လည်းမရှင်းအောင်တော့ကြိုးစားရမှာပေါ့6နဲ့1နဲ့ပေါင်းရင်9နဲ့2နဲ့ပေါင်းရင်9ပြီးရင်5နဲ့1နဲ့ပေါင်းရင်60နဲ့9 okay ဒါဆိုနောက်တစ်ပုဒ်242နဲ့18နဲ့195နဲ့ပေါင်းမယ် okay
8နဲ့2နဲ့ပေါင်းရင်10ဖြစ်သွားပြီ10ရဲ့9ရဲ့ဆိုလို့ရှိရင်15 9ရေ1တင်မှာ9နဲ့1နဲ့ပေါင်းရင်10ဒီ4နဲ့1နဲ့ပေါင်းရင်9အဲဆို15 9ရေ1မှတ်2 3 4 455ဒီဖြေက455โอเคဒါတော့အပေါင်းကိစ္စပြီးပါပြီဒါဆိုရင်အနှုတ်ဘက်ကိုသွားမယ်ကဲအနှုတ်မှာလည်း key point တွေရှိရယ်ဒီ key point တွေကိုတူတူလိုက်မှတ်မှာ subtraction ပြီးရင်နောက်တစ်ခုကကြတော့ subtract S U B D R A C T subtract ပြီးရင် decrease by D E C R E A S E D decrease by okay ပြီးရင်နောက်တစ်ခုက minus greater than take away take take away away take away ပြီးရင် fewer than fewerthan fewer than ပြီးရင် less than ဒါတွေပါလာလို့ရှိရင်နှုတ်ရမယ်ဆိုတာကိုတန်းသိရမယ် okay မှတ်ပြီးသွားလို့ရှိရင် example တက်ကြမယ် example က2055ထဲကနေပြီးတော့13ကိုနှုတ်မှာ9ရက်ကနေ3ကိုနှုတ်ရင်2ရမယ်9ရက်ကနေ1ကိုနှုတ်ရင်4ရမယ်ပြီးရင်20ဆိုတော့အဖြေက2042 okay ဒါဆိုနောက်တစ်ပုဒ်တွေ့အောင်1758 909အဲ့ဆို8ထဲကနေ9နှုတ်နိုင်လားမနှုတ်နိုင်ဘူးမနှုတ်နိုင်ရင်10ချီရတော့မှာ10ချီရင်8ရဟာ9ကနေပြီးတော့1နှုတ်လိုက်တော့4တန်းဖြစ်မှာ10ရက်ကနေ9ကိုနှုတ်ရင်1ရမယ်1နဲ့8နဲ့ပေါင်းမယ်ဆိုလို့ရှိရင်9ရမယ်ပြီးရင်4ဆွဲချမယ်နှုတ်စရာမရှိဘူး0ဖြစ်နေလို့ဒါဆိုရင်18ရောက်9နှုတ်မယ်ကဲဖြည်းဖြည်းလေးတွက်ကြပါပေါ့10ချီမယ်3ရဖြစ်သွားမယ်အဲဒါဆို10ရက်9ကိုနှုတ်ရင်1ရမယ်1နဲ့9နဲ့ဆိုတော့8ရမယ်ဖြေက849 okay နောက်တစ်ခုက multiplication အမြောက်ဘက်ကိုသွားကြမယ်ဒါဆိုရင်အမြောက်ကသူနဲ့ similar meaning တွေကဘာရှိလဲဆိုတော့ product ဒါကတော့အကုန်လုံးနဲ့ရင်းနှီးပါတယ်မြောက်လိုက် product ပြီးရင် multiply နောက်တစ်ခုက multiply by ပြီးရင်နောက်တစ်ခုက times of ဒါတွေပါလာရင်မျှောက်ရမယ်ဆိုတာတန်းသိရမယ် okay မှတ်ပြီးသွားလို့ရှိရင် example သွားကြပါပေါ့1 8 5နဲ့6နဲ့မျှောက်မှာ6 5လီ30 3မှတ်မှာ6 8လီ6 5လီ30 6 6 30 6 9 48 48ဆိုတော့49 50 51 5မှတ်မှာ6တက်လီ6ဆိုလို့ရှိရင်5နဲ့ပေါင်းမယ်ဆိုရင်17ဖြစ်သွားမှာပေါ့အဲဒါဆိုရင်ဒီဟာရဲ့အဖြေက1110 okay ဒါဆိုရင်နောက်တစ်ခု28924 okay ဖြည်းဖြည်းချင်းစီမြောက်ကြအောင်ပေါ့4နဲ့9နဲ့မြောက်မယ်9 0 9 28 9 3 29 9 4 36 3မှန်မှာ8 4 4 86 8 3 24 8 4 32 32နဲ့3နဲ့ပေါင်းတော့35ဖြစ်သွားမယ်ဒီမှာ9ရေးမယ်ဒီမှာ3မှတ်မယ်4နဲ့4 8 8နဲ့3နဲ့ပေါင်းမယ်ဆိုရင်17ဖြစ်သွားမယ်3ည9နဲ့4 18 8ရေးမယ်1မှတ်မယ်8နဲ့4 16 19 1မှတ်မယ်2နဲ့4 5 okay အဲ့ဒါကိုပေါင်းလိုက်မယ်ဆို6 8နဲ့5နဲ့ပေါင်းမယ်ဆိုလို့ရှင်73ရမယ်1ခွန်ဆိုတော့8 9 5ဆိုတော့6အဲဆိုရင်6 9
6ဖြေရအဲ့ဒါရတာမယ် okay ဒါဆိုရင် multiplication ကိစ္စပြီးပါပြီဒါဆိုရင် division ကိစ္စကိုသွားမယ်အစားကိစ္စကိုသွားမယ်ကဲ key point တွေထပ်မှတ်အောင်အဲ့ဒါဆိုရင် division နဲ့တူတဲ့ key point တွေ divided by divided divided by နောက်တစ်ခု divided equally divided divided equally equal equally ပြီးရင်quotient quotient quotient နောက်တစ်ခု divided divided နောက်တစ်ခုက divide divide ပြီးရင် each bar each bar each bar နောက်တစ်ခုနောက်ဆုံးတစ်ခုက average average ဒါဒီ key point တွေပါလာလို့ရှင်စားမယ်ဆိုပြီးတန်းသိအောင်မယ် okay ဒါဆိုရင် key point တွေမှတ်ပြီးွားရဆိုလို့ရှိရင်နောက်တစ်ခုကဒီအသုံးအနှုန်းတွေပေါ့နော်မြန်မာလိုမျိုးကတော့အကောင်လုံးရင်းနှီးပေမဲ့ပေါ့အင်္ဂလိပ်လိုမျိုးမရင်းနှီးရလူရှိရလေဒီထဲမှာဆိုရင်စားအိမ်ရဲ့အထဲမှာရှိနေတာဒီကိန်းမှလားမြန်မာလိုအရင်ပြောပြမယ်ပြီးရင်အင်္ဂလိပ်လိုပြောပြမယ်ဒီကိန်းကိုစားရဲဟာကိုစားကိန်းလို့ခေါ်တယ်ဟုတ်တယ်မလားဒီတီကိန်းကိုစားကိန်းကနေစားပြီးတော့ရားရဲ့အဖြေကိုဒီပေါ်ဟာကိုကျတော့စားလက်လို့ခေါ်တယ်ဒီမှာမှကျွင်းတာကိုကျတော့အကျွင်းလို့ခေါ်တယ် okay ဒါဆိုရင်အင်္ဂလိပ်လိုရောဘယ်လိုခေါ်လဲကြည့်အောင်တီကိန်းကိုကျတော့ dividend လို့ခေါ်တယ် dividend dividend ပြီးလို့ရှိရင်စားလက်ကိုကျတော့ quotient လို့ခေါ်တယ် quotient quotient ပြီးရင်စားကိန်းကကျတော့ divisor လို့ခေါ်တယ်အကျွင်းကိုကျတော့ remainder လို့ခေါ်တယ်okay ဒီအသုံးအနှုန်းတွေကိုသိပြီဆိုလို့ရှိရင် example ကိုသွားကြအောင်ပါเนาะအဲဆိုရင် example က1638ကို7နဲ့ဆောင်းမယ်9နှစ်လီ14ဖြစ်တဲ့အတွက်ဒီမှာ20နဲ့3ကျွန်းမှာ9 3လီ21 28 9 4လီ28 0ဒါဆိုရင် quotient ကတော့234ရပါမယ် okay ဒါဆိုရင်နောက်တစ်ခုသွားမယ်နောက်တစ်ခုကကြတော့2018ကို4နဲ့ဆောင်းမယ်4 5လီ20 3ည1ဒီမှာအစင်းကြော်လို့လုံးဝမရပါဘူး4 3ည4 3ညပြောမှမယ်18ဖြစ်သွားမယ်ဒီမှာတော့4 4လီ16 4 5လီ20ဖြစ်သွားတဲ့တော့ဝင်လို့မရအောင်4 4လီ16ဆိုလို့ရှိရင်2ကျွန်းမယ်ဒီမှာ remainder 2ရှိမယ် quotient ကတော့9 3ည4ရှိမယ်ဒါဆိုရင်တော့ဒီဟာပြီးပါပြီဒီမှာထပ်ပြီးတော့ပြောချင်တာဗာလဲဆိုတော့ဂုဏ်သက်တိတွေဒါတွေကိုကြတော့ပြန်နှွေးမယ်ပေါ့နော်ကဲဂုဏ်သက်တိပြန်နှွေးမယ်ဂုဏ်သက်တိမှာအပေါင်းဂုဏ်သက်တိရှိမယ်အမြောက်ဂုဏ်သက်တိရှိမယ်ဒါတွေကိုရှင်းပြီးတော့ပြထားတယ်ဒီမှာသူ့မှာက total ဂုဏ်သက်တိက1 2 3 4 5 6ဂုဏ်သက်တိ6ခုရှိပေမဲ့လို့အပေါင်းမှာကြတော့9ခုပဲရှိရအပေါင်းမှာဖြန့်ဝေရဂုဏ်သက်တိမရှိဘူးအမြောက်ဖြန့်ဝေရဂုဏ်သက်တိပဲရှိရအဲဒါကြောင့်အပေါင်းကတော့တစ်ခုလျော့သွားမယ်အမြောက်ကတော့ဂုဏ်သက်တိ6ခုအပေါင်းကတော့ဂုဏ်သက်တိ9ခုအဲ့လိုဖြစ်သွားမယ် okay ပထမဆုံး closure ပိတ်ချင်းဆိုင်ဂုဏ်သက်တိလို့ပြောရမှာပေါ့သူကကြတော့ကိန်းနှစ်ခုပေါင်းလိုက် real number ဖြစ်မယ်အရှိမပြောသလိုပဲ real number ဆိုတာက rational irrational နဲ့ပေါင်းထားတာ
ဒါဆိုပိတ်ချင်းဆိုင်ရာကုန်သက်တီအပေါင်းပိတ်ချင်းဆိုင်ရာကုန်သက်တီ A နဲ့ B နဲ့ပေါင်းရင် real number ဖြစ်မယ်အမြောက်ပိတ်ချင်းဆိုင်ရာကုန်သက်တီ A နဲ့ B နဲ့မြောက်လို့ရှိရင် real number ဖြစ်မယ်ဒါပဲပြောထားတာပေါ့ဒါဆိုရင် commutative property မြန်မာလိုမျိုးရင်းနှီးရအောင်ပြောပြမယ်ဆိုရင် commutative property ဆိုတာကဖလှယ်ရကုန်သက်တီကိုပြောတာဖလှယ်ရကုန်သက်တီဖလှယ်ရကုန်သက်တီဆိုတာက A နဲ့ B ပေါင်း B နဲ့ A ပေါင်းအဖြေကတူပဲဖြစ်မှာဥပမာ3နဲ့4ပေါင်း4နဲ့3ပေါင်းအဖြေက9ပဲလို့ပြောချင်တာဒါကတော့အပေါင်းဖလှယ်ရကုန်သက်တီပေါ့အမြောက်ဖလှယ်ရကုန်သက်တီဆိုရင်လည်း3နဲ့4မြောက်4နဲ့3မြောက်အဖြေကတော့တူပဲဖြစ်မှာအကုန်12ပဲရမှာအဲ့ဒါမြောက်ချင်းဆိုင်ရာဖလှယ်ရကုန်သက်တီကိုပြောချင်တာโอเคပြီးရင်နောက်တစ်ခုသွားမယ်ဆိုရင် associative property ကမြန်မာလိုမျိုးရင်းနှီးအောင်ပြောရမယ်ဆိုရင်ဖက်ဆက်ရကုန်သက်တီဖက်ဆက်ရကုန်သက်တီဆိုတာကဂိမ်း3ခုရှိမယ်ရှေ့ဂိမ်း2ခုကိုပဲပေါင်းအရင်ပေါင်းနောက်ဂိမ်း2ခုကိုပဲအရင်ပေါင်းအဖြေကတော့တူပဲဖြစ်မှာပြောချင်တာက1နဲ့2ကိုပေါင်းပြီးတော့3နဲ့ပေါင်းတာပဲဖြစ်ဒါမှမဟုတ်လည်း1ကိုထားခဲ့ပြီးတော့အနောက်က2နဲ့3ကိုအရင်ပေါင်းတာပဲဖြစ်အဖြေကတော့အကုန်တူပဲအဖြေက6ပဲရမှာ1နဲ့2နဲ့ပေါင်းရင်3နဲ့3နဲ့ပေါင်းရင်6ဒီမှာလည်း2နဲ့3နဲ့ပေါင်းရင်5နဲ့1နဲ့ပေါင်းရင်6အဖြေက6တူပဲအဲ့ဒါကိုပြောချင်တာဒါကတော့ပေါင်းချင်းဆိုင်ရာဖက်ဆက်ရကုန်သက်တီပေါ့ဒါဆိုရင်နောက်တစ်ခုမြောက်ချင်းဆိုင်ရာဖက်ဆက်ရကုန်သက်တီကိုသွားရအောင်ဒီမှာကြတော့ဥပမာပေးရအောင်ဆို1နဲ့2ကိုအရင်မြောက်ပြီးတော့မှပဲ3နဲ့မြောက်ဒါမှမဟုတ်လို့ရှိရင်လည်း1ကိုထားခဲ့ပြီးတော့နောက်ကိန်း2ခုကိုပဲအရင်မြောက်1နဲ့2နဲ့မြောက်လိုက်တော့2နဲ့3နဲ့မြောက်2 3 4 6ဒါ1ကိုထားခဲ့2 3 4 6 6တက်4 6အဖေက6တူပဲโอเคဒါကတော့မြောက်ချင်းဆိုင်ရာဖက်ဆက်ရကုန်သက်တီနောက်တစ်ခုသွားမယ်နောက်တစ်ခုက identity property ဆိုတာကမြန်မာလိုမျိုးထပ်တူရကုန်သက်တီဆိုတာကအပေါင်းမှာဆိုလို့ရှိရင်တုံညာနဲ့ဘာနဲ့ပေါင်းအဲ့ကိန်းပဲပြန်ရတာဟုတ်တယ်မလားဥပမာ4နဲ့တုံညာနဲ့ပေါင်းလဲ4ပဲပြန်ရတယ်996နဲ့တုံညာနဲ့ပေါင်းလဲ996ပဲပြန်ရတယ်အဲ့ဒါကိုပြောချင်တာအပေါင်းရဲ့ထပ်တူရကုန်သက်တီက0ဒီမှာတစ်ခုကွဲတာကဘာလဲဆိုတော့အမြောက်ရဲ့ထပ်တူရကုန်သက်တီက1 999နဲ့1နဲ့မြောက်ရင်999 880နဲ့1နဲ့မြောက်ရင်880โอเคဒီမှာသတိထားမှာအပေါင်းရဲ့ထပ်တူရ0အမြောက်ရဲ့ထပ်တူရ1โอเคနောက်တစ်ခုက inverse property ကသူကပြောင်းပြန်ကုန်သက်တီလို့ပြောတာပြောင်းပြန်ကုန်သက်တီဆိုတာကလွယ်လွယ်နဲ့မှတ်ရမယ်ဆိုလို့ရှိရင်အပေါင်းပြောင်းပြန်ကုန်သက်တီကိုလိုချင်လို့ရှိရင်လက္ခဏာပြောင်းအမြောက်ပြောင်းပြန်ကုန်သက်တီကိုလိုချင်ရင်နေရာပြောင်းဒါရှင်းပြမယ်နော်ဒီမှာဒါကအပေါင်းပြောင်းပြန်ကုန်သက်တီတစ်ခုချင်းစီရှင်းပြမယ်ဒါကအမြောက်ပြောင်းပြန်ကုန်သက်တီ inverse property ဒီမှာပြောထားတယ်အပေါင်းပြောင်းပြန်ကုန်သက်တီကိုလိုချင်လက္ခဏာပြောင်းလို့ပြောထားတယ်ဒါသူကြည့်အောင်3ရဲ့အပေါင်းပြောင်းပြန်ကုန်သက်တီကိုလိုချင်လို့ရှိရင်3က plus 3ပါလားအပေါင်း3ကိုလက္ခဏာပြောင်းလိုက်အနှုတ်3ဖြစ်သွားတယ်အနှုတ်3 0ရောက်မှာအပေါင်းပြောင်းပြန်ကုန်သက်တီကိုလိုချင်လက္ခဏာပြောင်းဒါဆိုရင်ကြည့်အောင်အနှုတ်80ရဲ့အပေါင်းပြောင်းပြန်ကုန်သက်တီအနှုတ်80ကိုလက္ခဏာပြောင်းရင်
အနှုတ်ကိုလက္ခဏာပြောင်းရင်အပေါင်းဖြစ်သွားတယ်အပေါင်း80နဲ့လောက်လိုက်0ပြောချင်တာနားလေလားအပေါင်းပြောင်းမြတ်ဂုဏ်သတ္တိကိုလိုချင်လက္ခဏာပြောင်း3ကိုအနှုတ်3နဲ့ပေါင်းအနှုတ်80ကိုအပေါင်း80နဲ့ပေါင်းအဲ့ဒါအပေါင်းပြောင်းမြတ်ဂုဏ်သတ္တိဒါဆိုရင်အမြောက်ပြောင်းမြတ်ဂုဏ်သတ္တိနေရာပြောင်းလို့ပြောထားတယ်နေရာပြောင်းဆိုတာက6မှလား6ကိုနေရာပြောင်းလိုက်တယ်1/9ဖြစ်သွားတယ်9နဲ့9နဲ့ခြေလိုက်တော့1ဖြစ်သွားတယ်နားလေလားဒီမှာကနောက်တစ်ခုပြောရမယ်ဆိုရင်အနှုတ်1/2အနှုတ်1/2ဒီမှာနော်အမြောက်ပြောင်းမြတ်ဂုဏ်သတ္တိမှာနေရာပဲပြောင်းမှာလက္ခဏာပြောင်းစရာမလိုအနှုတ်1/2နေရာပြောင်းလိုက်တယ် -2 2ကအပေါ်ရောက်သွားတယ်အဲ့ဒါဘာဖြစ်သွားမလဲ minus နဲ့ j နောက်ဆုံးဖြေ1ရမယ်ဒါပဲအပေါင်းပြောင်းမြတ်ဂုဏ်သတ္တိဆိုရင်လက္ခဏာပြောင်းမယ်3ဆိုရင်အနှုတ်3ဖြစ်မယ်အနှုတ်80ဆိုရင်အပေါင်း80ဖြစ်မယ် inverse property အမြောက်ပြောင်းမြတ်ဂုဏ်သတ္တိကြောင့်နေရာပြောင်းမှာနေရာပဲပြောင်းမှာနော်လက္ခဏာမပြောင်း9ကအပေါ်မှာရှိနေ1/9လောက်လိုက် -1/2 minus ကဘယ်ကိုရောက်နေရော minus ရဲ့2ကပဲရောက်နေရော2အောက်ရောက်နေရအဲ့ချိန်ကျရင်နေရာပြောင်းမယ်ဆိုရင်နှစ်ကိုအပေါ်တင်လိုက်လက္ခဏာတူတူဝဲထား1ရမယ်โอเคအဲ့ဆိုရင်အပေါင်းပြောင်းမယ်ဒီမှာအပေါင်းပြောင်းမြန်ဂုဏ်သတ္တိဒီမှာအမြောက်ပြောင်းမြန်ဂုဏ်သတ္တိโอเคโอเคအဲ့ဒါကြည့်အောင်ဒီဥပမာအပေါင်းပြောင်းမြတ်ဂုဏ်သတ္တိကိုသွားမယ်အပေါင်းပြောင်းမြတ်ဂုဏ်သတ္တိโอเคအပေါင်းပြောင်းမြတ်ဂုဏ်သတ္တိကိုဘာလို့ပြောထားလဲလက္ခဏာပဲပြောင်းလို့ပြောထားတယ်လက္ခဏာပဲပြောင်းမယ်ဆိုရင် 1/3 သူကအပေါင်းဖြစ်နေရโอเคနှုတ်လိုက်အနှုတ် 1/3 အဲ့ချိန်ကျရင်0ရမှာအနှုတ်56အနှုတ်56လက္ခဏာပဲပြောင်းလို့ပြောထားတယ်เนาะအပေါင်းပြောင်းမြန်မှာလက္ခဏာပဲပြောင်းမယ်ဆိုရင်အနှုတ်56ဆိုရင်56ဖြစ်သွားမယ်ပြီးရင်0ဒါဆိုရင်အမြောက်ပြောင်းမြတ်ဂုဏ်သတ္တိရောက်လာပြီအမြောက်ပြောင်းမြတ်ဂုဏ်သတ္တိဘာပဲပြောင်းလို့ပြောထားလဲနေရာပဲပြောင်းလို့ပြောထားတယ်အဲ့ဆိုရင်လက္ခဏာပြောင်းစရာလိုလားမလိုဘူးဒီမှာအနှုတ် 1/98 98ကပဲရောက်နေရောအောက်ရောက်နေအပေါ်ကိုပို့လိုက်98လက္ခဏာဒီအမှရေးမယ်အနှုတ်ပြီးရင်ကြည်သွားပြီးတော့1ရမယ်အမြောက်ပြောင်းမြတ်ဂုဏ်သတ္တိနေရာပဲပြောင်းမယ်3ကအောက်ရောက်နေရ2ကအပေါ်ရောက်နေရအဲ့ဆိုရင်ပြောင်းမြတ်လှန်လိုက်3ကိုအပေါ်ပို့2ကိုအောက်ပို့1ဒါပဲရှင်းတယ်နော်အပေါင်းပြောင်းမြတ်ဂုဏ်သတ္တိဆိုရင်လက္ခဏာပြောင်းမယ်အမြောက်ပြောင်းမြတ်ဂုဏ်သတ္တိဆိုရင်နေရာပြောင်းမယ်ဒါလေးပဲပြောင်းပါโอเคကဲနောက်တစ်ခုသွားရအောင် distributed property ဆိုတာကမြန်မာလိုမျိုးဖြန့်ဝေရဂုဏ်သတ္တိကိုပြောတာဖြန့်ဝေရဂုဏ်သတ္တိဆိုတာကဒီမှာရှေ့ကဏ္ဍပြီးရင်အမြောက်ခွင်းစခွင်းပိတ်နဲ့အပေါင်းပါမယ်သူက A က B ကိုလည်းမြှောက်မယ် A က C ကိုလည်းမြှောက်မယ်အဲ့ဒါဖြန့်ဝေရဂုဏ်သတ္တိကိုပြောတာအဲ့ဒါဆိုရင် A က B ကိုမြှောက်တဲ့အတွက် AB ဖြစ်သွားမယ် A က C ကိုမြှောက်တဲ့အတွက် AC ဖြစ်သွားမယ်ဂျားထဲမှာပါကြံမလဲ plus ကြံမယ်အဲ့ဒါကိုအမြောက်ဖြန့်ဝေရဂုဏ်သတ္တိလို့ပြောတာဥပမာပြောရမယ်ဆိုရင်3 4 plus 5ဖြန့်ဝေရဂုဏ်သတ္တိကိုသုံးမယ်3က4နဲ့သွားမြောက်မယ်3 4 4 12 3က5နဲ့သွားမြောက်မယ်3က4 15အဲ့နှစ်ခုကိုပေါင်းပါပေါင်းတော့ဘယ်လောက်ရလဲ20နဲ့ခွန်โอเคအဲ့ဒါကိုပြောတာဖြန့်ဝေရဂုဏ်သတ္တိဆိုတာ3က4ကိုလည်းဖြန့်မယ်5ကိုလည်းဖြန့်မယ်ခွင်းထဲမှာရှိတဲ့ကိန်းနှစ်ခုလုံးဖြန့်မယ်ပြီးရင်ပေါင်းလိုက်မယ်အဲ့ဒါကိုဖြန့်ဝေရဂုဏ်သတ္တိလို့ပြောတာကဲဒါဆိုရင်တော့ဂုဏ်သတ္တိရေတော်တော်လေးနှွေးပြီးသွားပြီလို့ထင်တယ်
အဲ့ဆိုရင် is a sideကဒီတမျက်နှာရှိမယ် okay အဲ့ဆိုရင်ဒီ is a side တမျက်နှာကိုအခုကစပြီးတော့ video pause လုပ်လို့ရတယ် video pause လုပ်ပြီးတော့ကိုယ့်ဘာကိုတွက်မယ်ပြီးရင်အဖြစ်ပြန်တိုင်းမယ် okay video pause လုပ်လို့ရပါပြီပြီးရင်အဖြစ်ပြန်တိုင်းမယ်Okay everyone so အကုန်လုံးတွက်ပြီးသွားပြီလို့ထင်တယ်အဲ့ဒါဆိုရင်တော့ဖြည့်စစ်ရအောင်ဖြည့်စစ်မယ်ဆိုရင် number 1က1164 number 2က284 number 3 1009 number 4ကကြတော့121ဒါပေမဲ့ remain ရှိမယ် remain က5 remainder 5 that's number 5 number 5ကကြတော့3192 oh number 6 ကကြတော့4298 okay number 7က13ကျွန်းမယ်13အဖြေရမယ် number 8ကကြတော့179,602 number 9ကကြတော့10501 comma ကမလို့ဒါပေမဲ့ရှင်းအောင်ရေးတာပေါ့နော်ရေးလဲရပါတယ်မရေးလဲရပါတယ်ဒါပေမဲ့ရေးရင်တော့ပိုရှင်းတာပေါ့ number 10က127 remainder က4ရမယ် number 11 786 okay number 12 က287 okay now so the last one number 13 2630 okay ကဲအဖြေမှန်လားတိုက်ကြည့်ပါဦး okay အခုက orders of operation ကကြတော့ရိုးရိုးပေါင်းတို့မြောက်စားထက်မြင့်သွားပြီဘာလို့လဲဆိုရိုးရိုးပေါင်းတို့မြောက်စားအရှိမတွက်ခဲ့တာကြတော့ကိန်းတစ်ခုနဲ့တစ်ခုနဲ့ပေါင်းအမှ1 plus 2ဆိုလို့ရှိရင်3ရမယ်မှလူတိုင်းသိတယ်44 into 2ဆိုလို့ရှိရင်88ဒါကလွယ်လွယ်လေးတွက်လို့ရတယ်ဘာလို့လဲဆိုတော့လက္ခဏာတစ်ခုပဲရှိနေလို့ဒါပေမဲ့ orders of operation တချို့ဒါဆိုရင်ဒီမှာ4 plus 5 by 2ဒါကလွယ်သေးတယ်ဘာလို့လဲဆိုတော့ကွင်းပါလို့လက်သေးကွင်းပါနေတဲ့အတွက်လက်သေးကွင်းကိုအရင်ရှင်းတယ်9 by 2 4 by 5အဲ့လိုမျိုးရသွားဒါကလွယ်သေးတယ်ဘာလို့လဲဆိုတော့လက်သေးကွင်းပါနေလို့ဒါဆို okay လက်သေးကွင်းမပါဘူးဆိုဘယ်လိုရှင်းကြမလဲအပေါင်းအရင်ရှင်းတဲ့လူရှိရဲအစားအရင်ရှင်းတဲ့လူရှိရဲဒီလိုမျိုးရှုံနေတဲ့လူတွေအတွက်ဒီမှာ orders of operation ဆိုတာပေါ်လာတယ် orders of operation ဆိုတာဘာလဲဆိုတော့ဒီလိုမျိုးပေါင်းနှုတ်မြောက်စားကဏ္ဍနေပြီးတော့အပေါ်က exponent တွေပြီးတော့ဒီ gwin တွေပါလာလို့ရှိရင်တဆင့်ချင်းစီပထမဆုံးဘယ်ဟာကိုဦးစားပေးပြီးလုပ်ရမလဲဘယ်ဟာကိုတဆင့်ချင်းဦးစားပေးပြီးတော့တွက်ရမလဲဆိုတာကိုလုပ်ပေးရ orders of operation ဒါကိုသိမှပဲဒီလိုရှုပ်ထွေးတဲ့ပုံစံတွေကိုအဖြစ်မှန်နဲ့ဖြည့်ရှင်းနိုင်မှာဒါကိုမသိဘူးဆိုလို့ရှိရင်အဖြစ်မှန်ရမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဘယ်ဟာကိုအရင်ရှင်းလို့ရှင်းရမှာမသိလို့ okay so အဲ့ဒါဆို orders of operation ကိုကြည့်အောင်ပထမဆုံး orders of operation ကဘယ်ကစမလဲဆိုတော့ parenthesis number 1 gwin ရစမယ် gwin လက်သေးကွင်းရှိရတွန်ကွင်းရှိရလေးထောက်ကွင်းရှိရလက်သေးကွင်းကိုအရင်ဆုံးဦးစားပေးရမယ်ဒါကဦးစားပေးရမှာပြီးရင်လက်သေးကွင်းပြီးသွားရင်တွန်ကွင်းကိုအရင်ဦးစားပေးရမယ်ပြီးရင်လေးထောက်ကွင်းကိုဦးစားပေးရမယ်1 plus 3 into တွန်ကွင်း4 3 to 9
okay ဒီလိုမျိုးကိစ္စမှာဘာကိုဦးစားပေးအောင်လဲလက်သေးခွင့်ကိုရင်ဦးစားပေးရမယ်လက်သေးခွင့်ကနေပြီးတော့အဖြေရသွားပြီကို3လီ20ခွန်မလီအစားတွန်ခွင့်ပြီးရင် plus 1ဒါဆိုဒီလက်သေးခွင့်ကိုရှင်းမယ်ရတဲ့အဖြေကို3နဲ့မြောက်မယ်3နဲ့မြောက်ပြီးရင်4တော့ကွင်းကြံမယ်ပြီးရင်1ဒီ4တော့ကွင်းကိုရှင်းပြီးတော့ရတဲ့အဖြေထားဦးမှ1နဲ့ပေါင်းမယ်နားလည်လားလက်သေးကွင်းကိုအရင်ရှင်းမယ်လက်သေးကွင်းကနေပြီးတော့ရတဲ့အဖြေလက်သေးကွင်းကနေ4တော့ကွင်းဖြစ်သွားမယ်4တော့ကွင်းရတဲ့အဖြေကို3နဲ့မြောက်မယ်ပြီးရင်ဒါရှင်းမယ်တနည်းအားဖြင့်ပါလဲဆိုတော့လက်သေးကွင်းကိုရှင်းလိုက်တယ်တုံကွင်းကိုရှင်းလိုက်တယ်4တော့ကွင်းကိုရှင်းလိုက်တစ်ဆင့်ချင်းစီရှင်းရမှာโอเคဒါကတော့ကွင်းအဆင့်လောက်ပဲရှိသေးရဲ့ parentheses အဆင့်ပဲရှိသေးရဲ့အဲ့ဒါနောက်တစ်ဆင့်ကကြတော့ exponent ကထပ်ကိန်းကိုပြောတာထပ်ကိန်းတွေပါလို့ရှင်ထပ်ကိန်းတွေကိုရှင်းရမယ်ဒါကဦးစားပေးနံပါတ်1ပို့စာတစ်ခုမှာကွင်းပါလာပြီဆိုရင်ကွင်းကိုဦးစားပေးပထမဆုံးဦးစားပေးအနေနဲ့ရှင်းမယ်ပြီးရင်ထပ်ကိန်းတွေပါလာပြီဆိုရင်ထပ်ကိန်းကိုဒုတိယဦးစားပေးအနေနဲ့ရှင်းမယ်ပြီးရင်နံပါတ်3ကကြတော့ multiplication and division အမြောက်နဲ့အစားကိုဦးစားပေးမယ်ဒီမှာအမြောက်နဲ့အစားကိုဦးစားပေးမယ်နံပါတ်4အနေနဲ့ addition and subtraction အပေါင်းနဲ့အနှုတ်ကိုဦးစားပေးမယ်ပထမဆုံးလက်သေးခွင်းဦးစားပေးမယ်ဒုတိယထပ်ကိန်းပြီးရင်နံပါတ်3ကကြတော့အမြောက်အစားနံပါတ်4ကကြတော့အပေါင်းနှုတ်ဒါကိုလွယ်လွယ်နဲ့ဘယ်လိုမှတ်လို့ရလဲ PEMDAS P ကကြတော့ parentheses E ကကြတော့ exponent M ကကြတော့ multiplication D ကကြတော့ division A ကကြတော့ addition S ကကြတော့ subtraction okay PEMDAS အလွယ်မှတ်မယ်ဆိုလို့ရှိရင် PEMDAS လို့မှတ်အောင်မယ်ဒီမှာဒါကိုဒါတစ်ခုချင်းစီဥပမာပေးမယ်3နှစ်ထပ်အပေါင်း4အမြောက်5ဒီမှာဒီပုံစံမှာကြတော့ဂွင်းပါနေပြီဂွင်းပါနေတဲ့အတွက်ဂွင်းကိုအရင်ရှင်းမယ်3နှစ်ထပ်ကိုဒီတိုင်းထားလိုက်အောင် plus 4 5 20ဒီမှာ3နှစ်ထပ်ဆို3 3 9ရပါမယ် plus 20ဆိုရင်ဖြေက29ရပါမယ် okay ဂွင်းကိုအရင်ရှင်းမယ် okay ဒါဆိုရင်နောက်တစ်ပုတ်ဥမာပေးရမယ်ဆိုလို့ရှိရင်2 square okay ဒီကိစ္စမှာဘာကိုအရင်ဆုံးဦးစားပေးအောင်လဲလက်သေးခွင်းကိုအရင်ဆုံးဦးစားပေးအောင်မယ်လက်သေးခွင်းမြင်နေတဲ့အတွက်ကြောင့်မို့လို့နံပါတ်1လက်သေးခွင်းကိုအရင်ဦးစားပေးအောင်မယ်ကိန်းတွေအကုန်ရေးချလိုက်3 into 4 by 2အပေါင်းလက်သေးခွင်းကိုအရင်ရှင်းမယ်3 2 4 6အမြောက်2 square လက်သေးခွင်းရှင်းပြီးသွားပြီဘာကြံလဲ exponent ကြံတယ်ဒီမှာထပ်ကိန်းပါနေရကျန်တာတွေအကုန်လုံးရေးချမယ်စာနဲ့4 okay ဒီမှာကပြောစရာဘာရှိလဲဆိုတော့ဒီမှာ PEMDAS လို့ရေးထားရမှာလား parentheses exponent multiplication division ဒီမှာဒီအမြောက်နဲ့အစားနဲ့ပေါင်းနဲ့အနှုံနဲ့ဒီနှစ်ခုရှင်းလာပြီဒီမှာတွေ့လားဒီမှာဒီနှစ်ခုရှင်းလာပြီအမြောက်နဲ့အစားနဲ့ရှင်းလာပြီဆိုလို့ရှိရင်ဒါက
ဘယ်ဘက်မှာရှိနေရဟာဦးစားပေးရမယ်ဘယ်မှာရှိရဦးစားပေးဘယ်မှာရှိရဦးစားပေးဒီနှစ်ခုကဘယ်မှာရှိရဦးစားပေးဆိုတာကဒီဒါကဘယ်နော်ဒါကညာဘယ်နဲ့ညာလဲမသိပါဆိုလို့ဘယ်ဘက်မှာရှိရဟာဦးစားပေးရမယ်ဘယ်ဘက်မှာရှိရဟာဦးစားပေးရမယ်အမြောက်အစားပဲဖြစ်အပေါင်းနှုတ်ပဲဖြစ်ဘယ်ဘက်မှာရှိရဟာဦးစားပေးရမယ်ဒါဆိုရင်ဒီမှာအမြောက်အစားရှင်လာပြီအမြောက်အစားရှင်လာပြီဆိုရင်ဘယ်ဘက်မှာရှိရဦးစားပေးမယ်ဆိုဘယ်ဘက်မှာရှိရပါတော့အမြောက်3လေးလေး12အစားနဲ့ပေါင်း6အမြောက်4 okay ပြီးရင်ဒီမှာစားမယ်ဆိုလို့ရှိရင်အစားရဲ့အပေါင်းရဲ့အမြောက်ရဲ့အပေါင်းကတော့နောက်ဆုံးမှလုံအောင်ပါ तू ကအဆင့်4နေရာမှာရှိလို့အဲ့ဒါဆိုစားရဲ့ဟာရင်လုံးမယ်စနစ်ကို2နဲ့စားရင်6ရမယ်အပေါင်းဒီမှာမြောက်အစားအပေါင်းအမြောက်ရှင်လာလို့ရှိရင်အစားနဲ့အမြောက်ကိုဦးစားပေးရမယ်6လေးလီ24ဆိုရင်30ရမယ်နားလေလားဒီထက်နားလေဝါအောင် example နောက်တစ်ခုတွေ့ကြည့်အောင်5 plus 3 square by 4 into 2 minus 6 plus 1 okay ဒီပုံစံအတွက်ကြည့်အောင်ပထမဆုံးလက်သေးခွင့်ကိုအရင်ရှင်းမယ်လက်သေးခွင့်ကိုအရင်ရှင်းမဲ့အတွက်9နဲ့3နဲ့ပေါင်းရင်8ရမယ် square အစား4အမြောက်2နှုတ်6အပေါင်း1 okay ပြီးရင်ဒုတိယ exponent ထပ်ကိန်းကိုအရင်ရှင်းမယ်အဲ့ဒါဆိုရင်64အစား4 into 2 minus 6 plus 1ဒါဆိုရင်ဒီမှာအစားပါလာပြီအမြောက်ပါလာပြီအနှုတ်ပါလာပြီအပေါင်းပါလာပြီအဲ့ဆိုရင်အစားနဲ့အမြောက်နဲ့ရှင်လို့ရှိရင်ဘာကိုအရင်ဦးစားပေးရမလဲဘယ်ဘက်မှာရှိရဟာကိုဦးစားပေးရမယ်ဒါဆိုဘယ်ဘက်မှာပါရှိအောင်64နဲ့4နဲ့ရှိရအဲ့ဆိုရင်64နဲ့4နဲ့စားမယ်4တက်4 4ပြီးတော့5 6 24ဆိုတော့4 6 24အမြောက်နဲ့အနှုတ်6အပေါင်း1ဒီစစချင်းတွက်တဲ့အချိန်မှာတဆင်ချင်းစီဒီ orders of operation အတိုင်းသွားတာပို့ပြီးတော့အဖြေမှန်မယ်လို့ထင်တယ်နောက်ပိုင်းကျွမ်းသွားရင်တော့အဆင့်ကျော်လို့ရရမယ်အခုချိန်ကတော့တဆင်ချင်းစီတွက်လိုက်လို့ရှင်ပို့ပြီးတော့အဖြေလမ်းမှန်မယ်အချိန်ကုန်အောင်ကျိုးလဲနှံ့မယ်လို့ထင်ပါတယ်ဒါဆိုရင်ဒီမှာကအမြောက်ရဲ့အနှုတ်ရဲ့အပေါင်းရဲ့ဦးစားပေးစရာပါရှိအောင်အမြောက်ရှိရဲ့အမြောက်ဆိုရင်16နဲ့32အနှုတ်6အပေါင်း1အနှုတ်နဲ့အပေါင်းနဲ့ရှင်လာလို့ရှိရင်ဘယ်ဟာဦးစားပေးမလဲဘယ်ဘက်မှာရှိရဲ့ဟာဦးစားပေးမယ်ဘယ်ဘက်မှာပါရှိလဲအနှုတ်ရှိရဲ့အဲဆို32ထဲကနေပြီးတော့6ကိုနှုတ်မယ်32ထဲကနေပြီးတော့6ကိုနှုတ်မယ်ဆိုလို့ရှိရင်20မှ6 26အပေါင်း1အဲ့ဒါဆိုရင်တို့တဲ့အဖြေက29ရမယ်ဒီလောက်ဆိုရင်အကုန်လုံးရှင်းပြီလို့ထင်ပါတယ်အဓိကက PEMDES ကိုမှတ်ထား PEMDES ဒါကိုမှတ်ထားပေမဲ့လည်းဒီ flow တိုင်းသွားမှာမှန်တယ်ဒါပေမဲ့လည်းဒီမှာ MDAS ဒါဒီနှစ်ခုကဘာကိုဦးစားပေးမလဲဘယ်ဘက်မှာရှိရဦးစားပေးဒီ rules တော့ရှိမှာဒါမှတ်ထားမှာမှန်တယ်ဒါမဲ့ဒီ rules ရှိရဒါအောင်မှာ okay PMDS flow တိုင်းသွားဒီ flow တိုင်းသွားမယ်ဒီ C ကအောင်မလိုက်နိုင်အောင်ဆိုလို့ရှိရင်လည်းမှားပြန်ရောဒီ
ဒီ flow တိုင်းသွားမယ်ဒီ secant အောင်လိုက်နာမယ်အဲ့ဒါမှဖြေမှန်းမယ်ဒါဆို word problem ကိုသွားရအောင် word problem နောက်ဆုံးတော့ word problem ရောက်လာပြီအရင်တော့မှတ်ခိုင်းတဲ့ key point တွေကိုမှတ်မိမယ်ဆိုရင် word problem ကတော့လွယ်လွယ်လေးနဲ့ဖြေနိုင်မယ်လို့ယုံကြည်ပါတယ် so word problem သွားရအောင် Northern's Iran for a small fees သူက Iran ကိုပြေးတယ်ဒီကစားအပြေးပြောင်းပွဲမှာပြေးတယ်ပတ်စံအတွက်ပြေးတာပေါ့ပတ်စံနည်းနည်းလေးစီဆိုပြီးတော့လွန်ခဲ့တဲ့4ရက် in the past 4 day လွန်ခဲ့တဲ့4ရက်မှာ he has earned သူကဘလောက်စုမိလဲ$13 $45 $20 $32ပြေးရင်းနဲ့လွန်ခဲ့တဲ့4ရက်မှာဒါပထမရက်မှာစုမိရဟာဒုတိယရက်မှာစုမိရဟာတတိယရက်မှာစုမိရဟာစတုတ္ထရက်မှာစုမိရဟာသူကဒီလောက်တွေစုမိရ so in total ပါလာပြီဘာလို့အောင်မလဲဒီမှာ key point total ပါလာပြီin total how much money ဘလောက်ပတ်စံ has Northern made Northern စုဆောင်းမိလဲ during this time period ဒီလွန်ခဲ့တဲ့4ရက်အတော်အတွင်းမှာ Northern ကပတ်စံဘလောက်ကိုစုဆောင်းမိခဲ့လဲ total ပါလာတဲ့အတွက်သိကြရဲပေါင်းရတော့မယ်အဲ့ဒါဆိုပေါင်းရအောင်ပထမဆုံးရက်$13 ဒုတိယရက်$45ပြီးတော့တတိယရက်မှာကျတော့$20စတုတ္ထရက်မှာကျတော့$32အဲ့ဒါတွေကိုပေါင်းမယ်ဆိုလို့ရှိရင်9နဲ့3နဲ့ပေါင်း8 8နဲ့2နဲ့ပေါင်းလို့ရှိရင်10 3ညာရေးဒီမှာရေးလိုက်မယ်3ညာရေး1မှတ်1 2နဲ့4နဲ့ပေါင်း6ဆိုတော့9 8 9 10 11 110အဲဆိုဒီ example number 1က total ဘယ်လောက်စုမိသွားလဲဒေါ်လာ110စုမိပါတယ် okay ရင်းဆုံးဖြတ်လိုက်မယ်နော်နောက်တစ်ပုဒ်ကကြတော့မေးခွန်းဖတ်အောင် an office ရုံးတရုံးက begins စတင်တဲ့ the man with 20 rooms of paper ဒီပထမဆုံးလာအစမှာရုံးမှာကစာရွက်အထုပ်စာရွက်ထားတဲ့အထုပ်20ရှိရစစချင်းရှိတာက20စာရွက်အထုပ်20ရှိရ okay if တကယ်လို့များ the office use ဒီရုံးကသုံးလိုက်တဲ့3 rooms the first week ပထမဆုံးလမှာစစချင်းရှိရ20ပထမဆုံး first week မှာဘယ်လောက်သုံးလိုက်လဲ3 rooms သုံးလိုက်တယ်3 rooms သုံးလိုက်တယ်ဆိုတော့ကုန်သွားပဲမဟုတ်လားကုန်သွားတယ်ဆိုဘာလို့ရမှာတော့နှုတ်ရမှာဒါကုန်သွားတာ first week ပထမဆုံးပတ်မှာပြီးရင်8 the second ဒုတိယအပတ်မှာကျတော့သူက8ထုတ်သုံးလိုက်တယ်8 rooms 8ထုတ်သုံးလိုက်တယ်အဲ့ဆိုရင် how many rooms of paper remain စာရွက်ဘယ်လောက်ကျန်မလဲပထမဆုံးအပတ်မှာ3ထုတ်သုံးလိုက်တယ်ဒုတိယပတ်မှာကျတော့8ထုတ်သုံးလိုက်တယ်ရှိတာက20ဘယ်လောက်သုံးလိုက်လဲသိကြလို့ရှိရင်သုံးလိုက်တဲ့နှစ်ခုကိုပေါင်းပြီးတော့20ကနေနှုတ်လိုက်လို့ရှိရင်ဖြေမရဘူးလား total ရှိရဲ့ဟာတွေကနေပြီးတော့3 plus 8 20 minus 11ဆိုလို့ရှိရင်နောက်ဆုံးကျန်ရဲ့က9ဖြစ်သွားမယ်ဒါဆိုရင်ဒီ example ရဲ့အဖြေကကြတော့9ဖြစ်သွားမယ်9 reams of paper ဖြစ်သွားမယ်နားလည်နော် okay so ဒီဟာတွေကလေဘယ်လိုပြောရမလဲ
ဒီ9 reams တို့9 reams of paper အဓိက9ပါရင်ရပြီ9 reams of paper မှန်သိရင်ရပြီဘာလို့လဲဆိုဟိုရောက်လို့ရှိရင် multiple choice ပဲဖြစ်မှာကွာအဲ့ဒါကြောင့်အဲ့လိုမျိုးဒီ unit တွေဘာရောသိပြီးခေါင်းထဲထည့်ကြအောင်လို့ unit ကလူတော်မှန်တယ်ဒါမဲ့လေသိပြီးခေါင်းထဲထည့်ကြအောင်လို့ unit ကဒါမှသိရင်ရပြီဟိုမှာ multiple choice ပဲလာမှာဆိုတော့ဆက်သွားရအောင် a storage area ဒီ area တခုတိုးလှောင်တဲ့ area တခုဒီ area တခုက can hold ဘယ်လောက်တည်နိုင်လဲဆိုတော့110 large storage bin ဒါကဘယ်လောက်တည်နိုင်လဲဘယ်လောက်ထိန်းသိမ်းနိုင်လဲဆိုတော့110 large storage binဒါဒီမှာသိမ်းနိုင်တယ်ဒီတစ်ခုလုံးမှာ area တစ်ခုလုံးမှာဒီမှာ each storage bin can hold ဒီ storage bin တစ်ခုချင်းစီက1 large each ဆိုရယ် each လို့ပါရကြတယ်1 large storage bin တစ်ခုကဘယ်လောက်ထိန်းသိမ်းနိုင်လဲဆိုတော့ဒီမှာ30 hard cover books စာအုပ်30ထိန်းသိမ်းနိုင်တယ် hard cover books ဒီ storage bin တခုဒီဘယ်လိုပြောရမလဲထိန်းသိမ်းဒီ storage bin တခုကစာအုပ်30ကိုထိန်းသိမ်းနိုင်တယ်ဆိုလို့ရှိရင် how many hard cover book စာအုပ်ဘယ်လောက်များ can be stored သိမ်းထားနိုင်လဲ in storage area ဒီ area မှာစာအုပ်ဘယ်နှအုပ်လောက်ထိန်းသိမ်းထားနိုင်လဲဒီ area မှာ storage bin 110ထိန်းသိမ်းနိုင်လို့ပြောထားပြီးသား storage bin တစ်ခုက30ဆိုရင်110ဆိုရင်ဘယ်နှခုလဲဆိုတော့110 large storage bin ကဘယ်လောက်လဲဆိုလို့ရှိရင်ဒီမှာတွက်လိုက်ရပြီမဟုတ်လား30အမြောက်110အဲ့ချိန်ကျရင်3ညရဲ့ဆိုတော့3ညနှလုံးဒီမှာပုံထုတ်ထားမယ်ပြီးရင်17နဲ့3ဆိုရင်3300 books စာအုပ်ပေါင်း3300ထိန်းသိမ်းထားနိုင်တယ် okay ဒီ area မှာ110 storage bin ဆန်တယ်တစ် storage bin ကို30စာအုပ်ဆန့်နေဆိုတော့110ဆိုလို့ရှိရင်ဒီမှာတွက်လိုက်အောင်မယ်ဒါဆိုနောက်ဆုံးတူတဲ့အဖြေက3300 books ဖြစ်သွားမယ် okay ဒါဆိုရင်နောက်ထပ် example တစ်ခုကိုသွားရအောင်နောက်ထပ် example တစ်ခုကဘာလဲဆိုတော့ in past 30 days လွန်ခဲ့တဲ့ရက်30မှာ a website တစ်ခုက has received လက်ခံရရှိရ a total of စုစုပေါင်းဘယ်လောက်စုစုပေါင်းလဲဆိုတော့37500 visitor လွန်ခဲ့တဲ့ရက်30မှာဒီလောက် website လာကြည့်ရလို့ရှိရအဲ့ဒါကိုပြောချင်တာလွန်ခဲ့တဲ့ရက်30မှာလာကြည့်ရလူကဒီလောက်ရှိရ if တကယ်လို့များ the website receive ဒီ website ကနေပြီးလက်ခံရရှိရ the same numbers of visitor each day ရက်တိုင်းရက်30မှာရက်တိုင်းဒီ website ကိုလာကြည့်ရလူတွေတူတူပဲဆိုလိုချင်တာကွာတရက်မှာ2ယောက်လာကြည့်ရဆိုရင်နောက်ရက်မှာလည်း2ယောက်လာကြည့်ရတူတူပဲအဲ့လိုမျိုးပြောချင်တာဒီမှာ key point ပါရှိလဲ e ရှိရ how many ဘယ်လောက်များ did it receive each day တရက်ကိုလာကြည့်ရလူဘယ်လောက်ရှိမလဲရက်တိုင်းလာကြည့်ရလူတူတူပဲဆိုလို့ရှိရင်တရက်ကိုဘယ်လောက်လာကြည့်လဲဆိုလို့ရှိရင် visitor ပေါင်း3,5,3,3ရှိရအဲ့ဒါကို30နဲ့စားလိုက်လို့ရှိရင်တရက်ကိုလာကြည့်ရလူဘယ်လောက်လဲဆိုတာသိရပြီ okay 3နဲ့3နဲ့ခြေလိုက်မယ်အဲ့ဒါဆိုရင်3,5,3နဲ့3နဲ့စားမယ်3တက်လီ3 3နှစ်လီ6 3 5လီ15 3 3ညလီ3ညဒါဆိုလို့ရှိရင်ဒီ website ကိုလာကြည့်ရလူက1250 visitor ဖြစ်သွားမယ် okay ဒါဆိုရင်
နောက်တစ်ပုဒ်ကိုသွားရအောင် example နောက်တစ်ခု cake က has သူ့မှာဘာရှိလဲဆိုတော့30 cents candle အနက်မွေရဲ့ဖျောင်းနိုင်30ရှိရယ်သူ့မှာရှိရက30ရှိရက30 candle ပေါ့ဖျောင်းနိုင်30ရှိရယ် she plans to give 6 of the candles to her friend Lisa သူတငယ်ချင်းဘယ်လောက်ပေးမလဲ Lisa ကိုပေးမှာ Lisa ကိုပေးမှာက6 candle Lisa ကိုပေးလိုက်မှာဖြစ်တဲ့အတွက်30ရနေပြီးတော့ရော့သွားမှာပဲဒါဆိုရင်အနှုတ်လို့ရေးထားလိုက်မယ် she သူမက then plans ဘာ plan သေးလဲဆိုတော့ to sell the remaining candle 30ရနေပြီးတော့ Lisa ကို6ခုပေးမယ် Lisa ကို6ခုပေးပြီးတော့ကြံခဲ့တဲ့ဖျောင်းနိုင်တွေကိုတစ်ခုချင်းစီ$8နဲ့ရောင်းမယ်$8 each in order to raise money for charity ဒီ charity ကိုပတ်စံရဖို့အတွက်ကြံရှိနေတဲ့ဖျောင်းနိုင်တွေကိုတစ်ခုချင်းစီကို$8နဲ့ရောင်းပါမယ်ဒါဆိုရင်ဒီမှာ key point ပါလဲ8 each ပါပြီ if တကယ်လို့များ she sells သူမကရောင်းချနိုင်သွား all the remaining candle ကြံရှိနေတဲ့သူမှာရှိနေတာ30တငယ်ချင်းကို6ခုပေးလိုက်တယ်ကြံခဲ့တဲ့ဟာတွေအကုန်လုံးတစ်ခုကို$8နဲ့ရောင်းမိရင်အကုန်လုံးရောင်းနိုင်တယ်ဆိုလို့ရှိရင် how much money will she raise သူဘယ်လောက်များစုဆောင်းနိုင်သွားမလဲပတ်စံအောင်ဒါဆိုရင်သူ့မှာရှိတာ30 Lisa ကိုပေးလိုက်တယ်ဆိုရင်ပထမဆုံး remaining candles ကိုအရင်ရှာရမှာပဲ remaining candles ကဘယ်လောက်လဲကိုသိချင်လို့ရှိရယ်တူတယ်ရှိတာက30တငယ်ချင်းကိုပေးလိုက်တာ6ခုအဲဆို remaining candle က24 candle ဖြစ်သွားမယ်24 candle ဒါကိုမှဒီမှာသူက1 candle ကို$8နဲ့ရောင်းမယ်ဆိုရင်24 candle ဆိုဘယ်လောက်ရမလဲအရေးအတွက်များသွားတာဖြစ်တဲ့အတွက်မြောက်အောင်မယ်8နဲ့24နဲ့မြောက်မယ်8လေးလီ32 3မှ8နဲ့4 16 19 19ဒါဆိုနောက်ဆုံးတိုးတယ်ဘယ်လောက်ရအောင်မလဲဆိုတော့$192ရအောင်မယ်နားလဲနော်ဒါဆိုရင်နောက်ထပ် exercise ကိုသွားရအောင်ကဲခုချိန်ကစပြီးတော့ video pause လုပ်လို့ရပါပြီကိုယ့်ဘာကိုရင်ဖြေမယ်ပြီးရင်ဖြေပြန်တိုက်ကြမယ် Rich က has ဘာရှိလဲဆိုတော့5 pages left before his summer job and သူ့ရဲ့နွေရာသီအလုံးမပြီးခင်မှာသူ့မှာ pages က5ခုရှိရယ်သူ့မှာ total ရှိရက5 paychecks total ရှိရက5 pages if တကယ်လို့များ he save သူကစုဆောင်းနိုင်တယ်$35 from each ပါပြီ of the remaining pages ဒီ page တစ်ခုကို$35စုဆောင်းနိုင်တယ်ဆိုရင် how much will he have saved သူဘယ်လောက်များစုဆောင်းနိုင်သွားမလဲ when his job end သူအလုပ်ပြီးရဲ့အချိန်မှာသူဘယ်လောက်များစုဆောင်းနိုင်သွားမလဲဆိုတော့ the ball ကသူ့မှာ5 pages ရှိရယ်1 page ကို$35ဒါဆိုရင်5 pages ဆိုရင်ဘယ်လောက်လဲလို့ပြောချင်တာ5 pages ဘယ်လောက်လဲဆိုတော့အရေးအတွက်များသွားတဲ့အတွက်ဘာလုပ်အောင်လဲညှောက်အောင်ပါပဲ35ကို9နဲ့မြောက်မယ်9 4 25နှစ်မှတ်မယ်9 3 4 15 16 $185သူဘယ်လောက်စုဆောင်းနိုင်သွားမလဲ$185စုဆောင်းနိုင်သွားမယ် Okay ဒါဆိုရင်နောက်တစ်ခုကကြတော့ two brothers and a sister ဒီညီကို2ယောက်နဲ့ညီမလေး1ယောက်နဲ့စုစုပေါင်း3ယောက်က shares
share ကြရဲ the cost of renting a 3-bedroom apartment အဲ့ရသုံးမှုရှိရဲတိုက်ခန်းတစ်ခုကိုငှားရဲအဲ့ငှားရဲစရိတ်ကိုညီကို2ယောက်ရဲပြီးတော့သူတို့ရဲ့ညီမလေးရဲ share ကြရဲ because the sister is still in college သူတို့ရဲ့ညီမလေးကအခုဒီ college မှာပဲကျောင်းတက်နေသေးတဲ့အတွက် the brother let her pay သူ့ရဲ့အကိုတွေကသူမကိုဘယ်လောက်ပဲပေးခိုင်းလဲဆိုတော့ only 300 a month တစ်လကိုဒေါ်လာ300ပဲပေးခိုင်းတယ်ပြီးရင် the two brother ညီကို2ယောက်က split ခွဲပေးကြတယ် the remainder ကဲ key point ပါလာပြီ the remainder သူ့ညီမကဒေါ်လာ300ပေးပြီးတော့ကျန်ရှိနေသေးတဲ့ငှားစရိတ်တွေကို split evenly အညီအမျှခွဲဝေတယ်တကယ်လို့ if the total rent of the apartment ဒီတိုက်ခန်းကိုငှားရတဲ့စရိတ်ကတစ်လကို$1,400 a month တစ်လကိုဒေါ်လာ1,400ဆိုရင် how much ဘယ်လောက်များ does each brother pay တစ်ယောက်ချင်းစီညီကိုတစ်ယောက်ချင်းစီကဘယ်လောက်ပေးအောင်လဲ each okay key point နေပါလာပြီဒါဆိုရင်တစ်လငှားရတဲ့စရိတ်1 month တစ်လငှားရတဲ့စရိတ် fee ကဘယ်လောက်လဲဆိုတော့ဒေါ်လာ1,400ဒီမှာသူ့ညီမကိုကြတော့ sister သူ့ညီမကိုဘယ်လောက်ပဲပေးခိုင်းလဲတစ်လောက်ဒေါ်လာ300ပဲပေးခိုင်းတယ်ဒေါ်လာ300ပေးသူ့ညီမဒေါ်လာ300ပေးလိုက်ပြီနှုတ်လိုက်ပြီဆိုတော့1,400ရ300ကိုနှုတ်လိုက်1,100ရလာပြီဒေါ်လာဒါကဘာဖြစ်သွားလဲဆိုတော့ဒီမှာ the remainder ဖြစ်သွားတယ် the remainder fees of rent ငါရဲစီထဲကသူ့ညီမပေးပြီးကျန်တဲ့ဟာဒီလောက်ကျန်တယ်ဒါဟိုမှာညီကို2ယောက် the two brothers split the remainder evenly ညီကို2ယောက်ကကြံရှိနေသေးတဲ့ remainder ကိုအညီအမျှခွဲပြီးတော့ပြီးမယ်ဆိုရင်ဒီမှာ remainder ကဒေါ်လာ1,100တယောက်ချင်းစီ split လုပ်ပြီးဆိုရင်အညီအမျှ split လုပ်အောင်ဆိုကြရ2နဲ့စားလိုက်အောင်ပဲအဲဆိုဒေါ်လာ1,100ကို2နဲ့စားမယ်ဆိုရင်တယောက်ကို2,5လီ30 2,5လီ30 3ညအဲဆိုတယောက်ကို$550စီပေးရမယ် each brother pay $550 okay now တစ်ပုတ်သွားရအောင်နောက်တစ်ပုတ်ကကြတော့ since the start of the year နှစ်တစ်နှစ်ရဲ့အစကတည်းက a small company တသေးလေးက has made ဘယ်လောက်လုပ်ခဲ့လဲဒီလောက်$4,563 in sale နှစ်တစ်နှစ်ရဲ့အစမှာဒီလောက်ဒီကုမ္ပဏီကရောင်းနိုင်ပါတယ် if တကယ်လို့များ the company made တကယ်လို့များကုမ္ပဏီကဒီ$39,115ကိုရောင်းနိုင်ပါတယ် over the remainder of the year နှစ်တစ်နှစ်ရဲ့အစမှာ$4,563လုပ်တယ်ပြီးတော့နှစ်တစ်နှစ်ရဲ့ကြံရှိနေတဲ့လတွေမှာ$3,115လုံးနိုင်တယ်ဆိုလို့ရှိရင် what will be ဘာတွေများ its total sale for the year ကုမ္ပဏီတစ်ခုရဲ့နှစ်တစ်နှစ်အတွက် total ပါလာပြီစုစုပေါင်းရောင်းနိုင်တဲ့ငွေကဘယ်လောက်ဖြစ်မလဲ okay ဒါကတော့ရှင်းပါတယ်ဒီမှာနှစ်တစ်နှစ်ရှိတယ်ဒီမှာ1 year ပဲထားလိုက်တော့ဒီမှာ1 yearဒီမှာဒါတစ်နှစ်ပဲထားလိုက်တော့ဒီမှာတစ်နှစ်တစ်နှစ်ရဲ့အစမှာဒီမှာနှစ်တစ်နှစ်ရဲ့အစမှာသူက$4,563လုံးနိုင်ပါတယ်ပြီးရင် if the company made $39,115 over the remainder ဒီမှာ
ဒီမှာ45693ဒေါ်လာလုံပြီးတော့ကျန်ရှိနေသေးတဲ့နှစ်မှာဒေါ်လာ3915လုံးနိုင်တယ်ဆိုလို့ရှိရင် total sale ကိုလိုချင်လို့ရှိရင်ဒီနှစ်ခုကိုပေါင်းလိုက်ရပြီမဟုတ်ဘူးလားဒီနှစ်ခုကိုပေါင်းလိုက်ရ okay အဲ့ဒါဒီနှစ်ခုကိုပေါင်းရအောင်ဒီမှာပေါင်းလိုက်မယ်45693ရဲ့3915ရဲ့အဲ့ဒါကိုပေါင်းမယ်ဆိုရင်939 6ဆိုတော့ခွန်8 9ဆိုတော့10 11 12 13 14 4တက်မှ4နဲ့3နဲ့ပေါင်းရင်ခွန်မှ1နဲ့ပေါင်းရင်8ဆိုရဲစုစုပေါင်းသူတို့လုံနိုင်သွားတာက8483ဒေါ်လာသူတို့အဲ့လိုမျိုးလုံနိုင်သွားတာပေါ့ဒါဆိုရင်ဘေးနားမှာတက်ထားတဲ့ဟာကြီးဖြတ်ရအောင်ရှင်းနေဆိုရင်နောက်တစ်ပုတ်တွေ့အောင်နောက်တစ်ပုတ်ကကြတော့သူကမိကုန်းဖတ်အောင်အဲ့ဒါဆိုရင် On Monday တနင်္လာနေ့မှာ the balance in a checking account တနင်္လာနေ့မှာဒီဘဏ်အကောင့်ထဲမှာရှိရဲ့ပတ်စံက12530ဒေါ်လာ okay ရေးအောင်ဒီမှာဆောင်းပွဲမှာလဲသူကစာရွက်တစ်ရွက်ရဲ့ခဲရံမဟုတ်ရင်ဘောပင်ပေးလိုက်မယ်ခဲရံမဟုတ်ဘောပင်တော့မဟုတ်ဘူးတိတ်ဖြီတော့ကစော့ပန်ရတာစော့ပန်နှစ်ခုနှစ်ချောင်းဒါပေမဲ့စော့ပန်ဟိုမာကာလိုမျိုးတော့မဟုတ်စော့ပန်ကသိရမှာလားတပတ်အမျိုးဘောပင်လိုမျိုးပပလေးပဲဒါပေမဲ့စော့ပန်ပေါ့ပြီးတော့စာရွက်ရအဲ့လိုမျိုးရတာဆိုတော့ဒီဆောင်းပွဲမှာစာရွက်ရဘောပန်ရရတဲ့အတွက်ဒီလိုမျိုး note ထုတ်ပြီးတော့မှတ်ထားလိုက်တာပို့ပြီးတော့ time effective ဖြစ်တယ်သိလားဒီလိုမျိုးဖတ်နေတယ်တနင်္လာနေ့မှာဒီလောက်ရရဲ့အင်္ဂါနေ့မှာဒီလောက်ရအဲ့လိုမျိုးဆိုရင်မေကွန်းကြည့်ပြီးတစ်ခါပဲတွားလိုက်အောင်ပါမေကွန်းအရင်ဖတ်ပြီးရင်နောက်ခါမေကွန်းဖတ်ပြီးတော့စာရွက်ထဲမှာ note ထပ်ရေးတာကြီးအချိန်ရမ်းကြလုံးအားကြီးရ Okay ဒါဆိုပြန်သွားရအောင် topic ကို Monday Monday တနင်္လာနေ့မှာ Monday လို့ရေးမှာတနင်္လာနေ့မှာthe balance in a checking account ဒီဘဏ်အကောင့်ထဲမှာရှိရဲ့ပတ်စံကဘယ်လောက်ရှိလဲဆိုတော့$1250ဒီလောက်ရှိရဒီမှာ Tuesday အင်္ဂါနေ့ကိုရောက်လာတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့2 bills ဘေးနှစ်ခု were pay ဘေးနှစ်ခုပေးရတော့မယ်ဘေးနှစ်ခုကိုဘဏ်ထဲကပေးလိုက်တယ်ဆိုပဲဘေးဆောင်လိုက်တယ်ဆိုပဲပတ်စံအကုန်ဝါပဲဆိုတော့ဘာလုပ်အောင်လဲနှုတ်အောင်ပါဘေးနှစ်ခုပေးလိုက်တယ်အဲ့ဒါဆိုရင်1ရယ်2ရယ်ရေးထားရအောင်ပထမဆုံးပေးရပါတော့ electric bill လျှက်စင်ပြီးသုံးတဲ့ပေး electric bill ကဘယ်လောက်ပေးလိုက်ရလဲဆိုတော့$142ပြီးရင်နောက်တစ်ခု cable bill ကဒီ wifi ကြိုးတွေပါတယ်အဲ့လိုမျိုး cable bill ဒါကဘယ်လောက်လဲဆိုတော့$95ဒါမီတာမီးသုံးလို့ကြားရပေးလိုက်ရတယ်ဆိုရနှုတ်တာ cable bill wifi cable တွေပါတယ်သုံးလို့ကုန်တယ်ဆိုတာကပေးလိုက်ရတာဘဏ်ကနေပြီးတော့ကိုယ့်ဘက်ကဝင်လာမဟုတ်ကိုကပေးရဆိုတော့အကုန်အနှုတ်လေးဒါဆိုရင်အင်္ဂါနေ့မှာဒီဘေးနှစ်ခုကိုပေးလိုက်တယ်မိကွန်းဆက်ဖတ်အောင် assuming မှတ်လိုက်ပါ there were no other transaction တခြားဝင်ပေါက်ရောထွက်ပေါက်ရောလုံးဝမရှိဘူးဆိုရင် what is ဘာများ the balance of a checking account ဘဏ်အကောင့်ရဲ့ကျန်ရှိနေသေးတဲ့ငွေရ at the end of the day of the Tuesday ဒီတနင်္လာနေ့မှာဒီလောက်ရှိရယ်အင်္ဂါနေ့မှာဒီဘေးနှစ်ခုကိုပေးလိုက်တယ်တခြားဝင်ငွေရောထက်ငွေရောမရှိဘူးဆိုလို့ရှိရင်အင်္ဂါနေ့ညမှာဘေးဘယ်လောက်ကျန်နေမလဲအဲ့ဒါကိုသိချင်တာအဲ့ဒါဆိုရင်ကိုယ့်ရဲ့ဘဏ်အကောင့်တွေကနေပြီးတော့ထွက်သွားတဲ့ပတ်စံနှစ်ခုကိုပေါင်းပြီးတော့ total ရှိနေတာတွေကနှုတ်လိုက်လို့ရှိရင်ကျန်ရှိနေသေးတဲ့ပတ်စံမရဘူးလားအဲ့ဒါဆိုကြည့်အောင်ဒီဘေးနှစ်ခု2 base electric bill ဖြစ်တဲ့$142ရယ် cable bill ဖြစ်တဲ့$95
$95ရဲ့ပေါင်းမယ်ဆိုလို့ရှိရင်9ရဲ့2ရဲ့ပေါင်းရင်9 9နဲ့4နဲ့ပေါင်းလို့ရှိရင်73တက်မှတ်မယ်ဆိုတော့239ဒါကစုစုပေါင်း9စီကနေနှုတ်သွားတဲ့ပတ်စံတိုတယ်ရှိရာက1253ဖြစ်တဲ့အတွက် remain balance at the end of Tuesday အင်္ဂါနေ့ရဲ့အဆုံးသတ်မှာကြန့်ရှိနေသေးတဲ့ပတ်စံကိုလိုချင်လို့ရှိရင်ဒီမှာပဲရေးလိုက်မယ်နော်1253အနှုတ်239ဆိုရင်ဘယ်လောက်ရပါမလဲ$13ရပါမယ်$13ကျန်ရှိနေသေးရဲ့ပတ်စံ number 5တော့ဖို့အတွက်ဘေးကနေရာလေးဖြတ်ရအောင် okay အဲ့ဒါ number 5တွေ့ရအောင်မိကုန်ဖတ်မယ် a towing company charge ဒီ towing company က charge သတ်မှတ်တဲ့ပတ်စံတွေကို driver ကားမောင်းတဲ့လူတွေကိုဘယ်လိုသတ်မှတ်လဲဆိုတော့$200ကားတဲ့ company က driver တွေကိုပတ်စံဘယ်လောက်သတ်မှတ်လဲဆိုတော့$200 to tow a car to a company lot company ရဲ့နေရာကိုဆွဲယူဖို့အတွက်ကားတစ်စီးကိုဆွဲကtour လုပ်မယ်ဆိုရင်$200ကောက်တယ်$200ကောက်တယ်ကားဆွဲလိုက်ပြီဆိုရင်$200ပေးရတယ်ပြီးရင်$40 a day to store it 1 day storage ဒီ company မှာတစ်ရက်ကိုကားကိုထိန်းသိမ်းရတဲ့စရိတ်ကိုကြတော့တစ်ရက်ကို$40 okay ကားတစ်ခါဆိုရင်$200ပြီးရင်တညသိမ့်မယ်ဆိုရင်$40အဲ့ဒါဆိုရင် if တကယ်လို့များအခါကားတစ်စီးက was told ကားဆွဲခံရတယ် to the lot company နေရာကို26 days ago 26ရက်လွန်ခဲ့တဲ့26ရက်နေ့ကကားကိုဆွဲခံရတယ်ပြီးတော့ company နေရာမှာ26ရက်ထားရဆိုရင် how much ဘယ်လောက်များ has its driver အဲ့ကားရဲ့ driver က accumulate in fees ဘယ်လောက်များစရိတ်တွေပေးရမလဲဆိုတော့ပြောတာအဲ့ဒါဆိုရင်ဒီမှာမေခွန်းမှာမေးထားတာကကားဆွဲခံရတယ် tour တစ်ခါဆွဲခံရတယ်ပြီးရင် company ကိုရောက်တာက26 days storage ဖြစ်သွားပြီအဲ့ဆိုရင်တွက်ရအောင်တစ်စင်ချင်းစီ tour တစ်ခါလောက်ကားတစ်ခါဆွဲမယ်ဆိုရင်$200 26ရက် company မှာထားတာရယ်ဆိုတော့တစ်ရက်ကို$40 26ရက်နေ့ဆိုရင်26ရက်ကိုဘယ်လောက်ကြာမလဲဆိုရင်26နဲ့မြောက်မှာအဲ့ဒါဆို$200ဒီတိုင်းပဲထားလိုက်အောင်40 26ရက်3ညကိုထားမယ်6 4 24နှစ်မှတ်မယ်4နဲ့4 8 9 10 1343ကို200နဲ့ပေါင်းမယ်ဆိုလို့ရှိရင်1နဲ့4 3အဲ့ဒါဆိုစုစုပေါင်း driver ကဘယ်လောက်ပေးရမလဲ company ကို1နဲ့4 $3 ပေးရမယ် okay ဒါကတော့ဒီ TI-30XS ကဒါက GD မှာသုံးရမယ် calculator ရဲ့နာမည်ဖြစ်ပါတယ်ကိုက window ကနေပြီးတော့ download လုပ်ချင်လို့ရှိရင်ဒီ link ကိုသွားပြီးတော့ download လုပ်လို့ရတယ် window ထဲမှာ download လုပ်ပြီးတော့ဒီ calculate လုပ်တာကိုပို့ပြီးတော့အားပေးရဘာလို့လဲဆိုတော့စောင်းပွဲဖြည့်လို့ရှိရင်လည်းကွန်ပျူတာနဲ့ဖြည့်ရမှာဖြစ်တယ်ကွန်ပျူတာနဲ့ဖြည့်ရမှာဖြစ်တဲ့အပြင်မှာဒီကွန်ပျူတာက calculator ကိုပဲသုံးရမှာဖြစ်တဲ့အတွက်တခါရဲပဲ keep in touch ဖြစ်သွားရအောင် window မှာ recommend ပေးတယ်ဒါပေမဲ့လည်း window အဆင်မပြေလို့ Android မှာ download link လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာ link ချထားပေးတယ်ဒီနေ့တော့သင်ခန်းစာကတော့ဒီလောက်ပါပဲဒီ calculator link ကိုချပေးထားရဲ download လုပ်မယ်
နောက်ပိုင်းနေမှာကျတော့ calculator ကိုဘယ်လိုသုံးအောင်လဲဆိုတာတွေသင်ပေးမှာဖြစ်ပါတယ် so today choose